ဲနင်းလိုက်ဘောလာလေးဗီဒီယိုကြည့်မယ်ဟဲ့ဂျပန်ရောက်နေတဲ့ဘောလာတို့အစံကုန်မဲ့ဗီဒီယိုကြည့်ရတော့ဟဲ့ဝါရဲလားဟာခွေးရရပြီဟဲ့ရေလောက်ကြမှာနော်ဘောလာလေးကြည့်ရင်လာရဲ့ဒီမှာကိုမျိုးခိုင်ယုံဖွင့်နေတယ်ကြည့်ရင်လည်းဘောလာလေးလက်ကုပ်လေးနဲ့ပြီးပါအေးတို့ကြမှာလည်းငါတို့နာဘူးတွေအများကြီးပဲမိသားလေးနှုတ်ဆန်နေပြီလားကျမသားလေးကိုလေဟိုနှုတ်မတိုက်ဘူးကျမလေးနှုတ်ဘူးပဲတိုက်တာရိုးရိုးအဲ့ဆောက်ကချီးပန်းပါသေးလားအေးရောအေးလိုက်ဟဲ့မန်းချင်တော့မကဲ့ဘူးကွာအမေဟုတ်တယ်လေကိုပဲနှုတ်တိုက်ကိုလို့ဆိုဘာတိုက်ဟုတ်တယ်မင်းကနိုဘူးတိုက်တယ်လို့မမြင်ရဘူးငါချီးပြလေးတောက်တာတမ်းနေဒီကောင်ကဂျိုဝင်ကမတမန်ရုံဘောကအချောင်းကြည့်တယ်လားဟုတ်တယ်ဥပ္ပေပြောလိုက်စမ်းပါကိုဒီမာလေးငါတို့လည်းသူ့ဖေကိုကြီးရဲ့ဆောက်ရှောက်ပြီးခေါ်သွားလိုက်ကြပါနော်သမီးဗမာပြည်ကမင်းသားရေထဲမှာဘသူ့ကြိုက်ဟောဗမာပြည်ကမင်းသားရေနေတို့ကြိုက်တယ်နေတို့အဆုံးခံတယ်ဘယ်ဆုံးခံနိုင်မလဲအေးဘောဒါတော့နင်တို့ရဲ့ကိုချစ်တယ်မင်းတော့ဘယ်လိုပါ့ရုပ်ကြီးစောင်းပါစေသုံးခံနိုင်တယ်ဟုတ်တယ်လေကမလေးကဒေါသကြီးဘယ်လိုဟိုကြဟိုချစ်ရပြပြီလေအဲ့တော့ဘယ်လိုမှအဆုံးခံနိုင်လဲကောင်မလေးကသူကချစ်တယ်နေတော့ချစ်တော့အဆုံးမခံနိုင်ဘယ်လိုမှကျတော့အဆုံးခံနိုင်တယ်သိဘောကမနေနဲ့မရခလေးနေနဲ့လေပဲတော့ဟိုရှက်တဲ့လေးကရှင်လေးနဲ့မြောက်ကလေးရှိတယ်အဲ့ဒီကောင်လေးကဘယ်လိုချစ်တယ်哦，是有这家伙。哪个妹妹？我记得我这边嘛嘞，我心里呢，苗栗呢那高级的，苗栗啊，马雅的，心里啊，内马嘞，哎，那不都进么嘞？这里好嘞，苗栗别去到买货耶。苗毛马，苗没么啦啦，那苗。ဒီမှာနော်သမီးကိုလာပြီးတော့လေဒီတက်လုံးနေကြတယ်ဒီအဝတ်စားတွေအကုန်လုံးကသမီးစင်ပေးထားတာဒီတောင်ရှည်တွေရောဒီအင်ကြီးတွေရောအကုန်လုံးဟုတ်ပါတယ်ဒါဟိုသမီးစင်နေတယ်လားမှန်ပါတယ်ဦးပေတော့ကဒီကျွန်တော်ညီကိုတွေကကန်ရင်ခုန်နေဒီတောင်းဓာတ်ပြဲကြရင်ဘယ်လိုအပြဲမလဲသမီးဟာပြဲမှာပေါ့တာနေဒိန်းတော်လေးညီမလေးဒီဝေစားတွေကဘယ်လိုဝယ်ပေးတာသမီးဝယ်ပေးတာမင်းဟာလားအေးလေဒီမှာလေဘယ်လိုကိုင်းကုန်လဲအဲ့ဒီဟာကိုပြဲပါဘယ်လိုကပြဲဘူးအော်အဲ့ဝတ်စားတွေကလေသမီးဟာပဲမဲ့ကိုဒိန်းအောင်အမေကငါးကြဆိုကိုဒိန်းအောင်အမေဟာကြီးပြဲမှာပေါ့ပြဲပါဘာမှကွာတော့ဟာဒိန်းတာကွာလို့လာလားမင်းဒီဝေစားတွေကောင်မလေးဝယ်ပေးတာဟုတ်တယ်အေးဒီဝေစားကငါသိတယ်မင်းကိုဒီဝယ်သေးတယ်ကောင်မလေးဝယ်ပေးတာငါသိတယ်အဲ့တော့ဒီဝေစားတွေကောင်မလေးကအဲ့ကောင်နဲ့စုပ်သွားရင်မင်းဘယ်သူမှစုပ်မဝါပြမင်းတော့လို့ဒီဝစားရလည်းဝယ်ပေးတာငါသိတယ်ဟုတ်တယ်ကောင်မလေးကအဲ့ခေါ်နေအဲ့ဝစားတွေပြေးသွားရင်စုပ်သွားရင်ဘယ်သူကစုပ်မလဲလို့ငါစုပ်မှာပေါ့အေးပြီလားမင်းကစုပ်တော့လည်းမင်းဘူးကွာသူများကစုပ်တော့ဟာဘာလို့ရှောက်မနေလဲမသိဘူးကဲတည်းကဟုတ်ပါပြီကိုရရဲ့အခုသမီးကဒီတရားလုံးနေနဲ့ချင်းလေးကိုဆုံးမယ်နော်အဲ့ချင်းလေးကကြတော့ကိုရဲ့သမီးကလေရီးစားမရှိဘူးဆိုတော့လေဒီထဲမှာသမီးကသူတို့သားလောင်းရှာမှာဘာလို့မရှိရမှာမလိမ့်နဲ့ချစ်စလို့ငါသိတယ်လေပေါ်မှာငါသိတယ်မျက်နှာပွင့်နေစမ်းလို့ရီးစားတော့တယောက်တည်းကိုနှစ်ယောက်ပြန်လို့ဟုတ်ဘူးတယောက်ဟုတ်ဟဲ့မင်းတို့ထည့်တော့မင်းတို့စိတ်ထဲတော့မရှိဘူးမင်းတို့စိတ်ထဲတော့မရှိဘူးငါသိတယ်အစောကြီးကစင်မောရောက်လာသူဘဲကဆိုပြီးလေးကကာလာတွေနဲ့သူ့ဘက်ကကာလာတွေနဲ့နောက်တစ်ယောက်ကလည်းဟိုပန့်ကြီးလေးနဲ့ချစ်စလို့ရဲ့ချစ်သူများပဲတယောက်နဲ့တယောက်မင်းလည်းချစ်တယ်ငါလည်းချစ်တယ်လက်ဆွဲလို့ဆက်โอเคမင်းလည်းကလည်းရင်ကြီးကထားမှဖြစ်မယ်တဲ့တယောက်နဲ့တယောက်ဖက်ထားတယ်လားအေးမင်းလည်းကလည်းကြော်ကြီးကမှဖြစ်မယ်ချစ်ကြကြော်ကြီးကပြီးတော့အဲ့တိုင်းလေးကက်ရလေးကိုပြီးတော့အလေးပြုလိုက်တယ်ဗျာကဲတွေ့လားသူ့ရာဒီမို့ခွေးနဲ့ကောင်ပြတ်တာတက်နေတယ်အဲ့ခွေးနဲ့ဒီခွေးသချင်းနားထောင်ဘူးအဲ့ဒါပြောတော့ခွေးသချင်းမရှိပါဘူးရှိတယ်ချင်းဆိုရခွေးသချင်းခွေးမသချင်းဆိုရခွေးမသချင်းရင်ဆိုပြဆိုကြခွေးမလို့လက်တက်ဒီသချင်းတွဲလျက်ကွယ်ရှင်နာမျက်နှိုးအမျိုးမျိုးနဲ့ချစ်တဲ့ကြလေးတဲ့အဲ့ဒါခွေးမသချင်းခွေးတိတဲ့ချင်းလက်ကလေးချိတ်စမ်းမင်းလက်ကလေးချိတ်လိုက်စမ်းလက်ကလေး
လေးချင်းလေးစမ်းမောင်ခေါ်ရလိုက်ခဲ့တော့ကိုရွှေပြူသူအမေဘယ်ပါလဲ ဟုတ်ပါပြီအဲ့တော့အဲ့တို့သားလောင်းလေးကိုဘယ်လိုရေးချင်းနေရှိရမယ်ဘယ်လိုတော်ရမယ်ဆိုတာဒီချင်းလေးနားဆောင်နားစင်ပြော အေးနားဆောင်ပြီးတော့ နားဆောင်ရောက်ခဏ နားဆောင်ဘာလဲပြောနေမှမနားဆောင်ပြီးတော့ တမီးရှက်တာလို့ ဟောတော်ရွယ်လေးပါတကယ် ရှက်တာပါသူချစ်သူတွေ့တော့ရှက်တာသူချစ်သူကမျက်နှာမှာမဲ့လေးနဲ့မျက်နှာမှာမဲ့လေးနဲ့နှစ်ထင်မှာခေါ်လီလေးနဲ့ ဒီမှာဆိုလို့ရှိရမှာပါ နှစ်ထင်မှာဘူးလေးနဲ့လက်ရိုးလေးတောင်တောင်နဲ့ကျွန်တော်ပဲကန်တော်ကြီးဆောင်မှာဘုံတောင်လား ကောင်းပါလေချစ်သူကတကယ်ပြောရင်ငါသိတယ်ငါတို့ထဲမှာနှာခေါင်းလေးကနှာတယ်နားတယ်ပေါ်ပေါ်လေးနဲ့စပင်လေးကိုလည်းဖက်လို့ထောင်းတာလက်ကလေးကိုမြောက်ပြီးသေပြီးအဲ့ဒီပါ ဟုတ်တယ်ဘာမှလည်းချစ်သူကပန်းကိန်လေးနဲ့ဘယ်ကောင်းလေးကပြက်ပါသေးတယ်နှာခေါင်းနည်းနည်းကြီးတယ်အရက်ကလေးကနည်းနည်းပူတယ်နည်းနည်းလေးပူသေးတယ်နည်းနည်းလေးပူသေးတယ်သူ့တက်နည်းနည်းပူသေးတယ်လုံးလုံးရောခဏတော့ကိုကျော်သူစင်ပေါ်မှာချီးနိုင်ပါနေတယ်ခင်ဗျ ဒီရတော့တောက်လို့မရဘူးလို့ပြောလာတာ ဟုတ်ပါ ဟုတ် ပြီ ပြီဘယ်လိုသားလို့ရှာမယ်ကဲ ဒါကတော့ပြင်ဆောင်လို့ You see them,
စီအစဉ်တွေရတဲ့အချိန်လေးမှာကျွန်တော်တို့ကအိမ်တိုင်းအားတိုင်းလောက်ရမှာပါအခုလဲဘူးမျိုးမယန်းကြောင်ပွဲပရဟိတခေယာနဲ့ဂီရီလေဘေးသိရန်မုံငွေအဖွဲ့မှာကျွန်တော်တို့ရန်မုံငွေလေးတွေကိုကျွန်တော်တို့အဖွဲ့ကိုစပွန်ဆာပေးပြီးတော့ခေါ်ယူထားတဲ့ကိုမျိုးခိုင်ကိုယ်တိုင်ပဲမိတ်ဆွေတွေအားလုံးကုသိုလ်ရပါစေဆိုတဲ့ဆန္ဒလေးနဲ့လိုက်ပြီးတော့အလူခံနေပါတယ်ဟုတ်လို့ရှင်းလေးဆိုပေးမယ်အဲ့ဒီရှင်းလေးရရရှိတဲ့တချင်းလေးပါအလူခံနဲ့ပတ်သက်တဲ့တချင်းလေးပါမဟုတ်ဘူးစနေထုံးကြီးရတယ်ကိုကြောက်ကြောက်ကိုလာလို့ရှိဟုတ်ပြီကြတယ်ကိုဝါလို့လာဘယ်လိုပြောနေလဲဘလုံးမဘလုံးကူယူလူပြောရတဲ့ဘုံနာရီအများမနတာရီဒုက္ခရကြီးဒုရဟာချုံရမီဒီကဘုံဝါသစ္စာချုံတာသူရဲသူများကြီးဝါလေးနီကစီတဲ့သူလည်းနော်အကျိုးနဲ့လေးကြီးဘုရားကကြီးပြတ်တာဒီဒါနချုံကပြုလိုက်တာဒီယခုဘဝထဲမှာကုသလနေယူဝါမရဲ့ဝဲချာချာဒီလူဘဝအိတ်တန်ရလဲဘာဝတူလဘာမနုလာနီဒုက္ခကြီးလူတကားကြုံရမီမြေတာဘုံဝါသစ္စာချုံထားလူရဲလူများကြီးဝါလီဂျုံကပြုလိုက်ပါသည်